အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel နေပြီးပြန်လည်ကြိုဆိုပါရစေဒီနေ့မှာတော့ကျွန်တော် Google Play Point ကောက်ဘယ်လိုမျိုးဖွင့်ရမလဲဆိုတာကိုကျွန်တော်တစ်ဆင့်ချင်းပြပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အရင်ဆုံးလိုအပ်တဲ့ software လေးကိုတောင်းပါမယ်ဒီ Play Store မှာ Vimo Cloud ဆိုပြီးရိုက်ရှာလိုက်ရပါတယ်ဒီအပေါ်ဆုံးကအပြာရောင်နဲ့စာလေးပါပြီးတော့ကျွန်တော်တို့ဒီ Vimo Cloud ထဲကိုဝင်လိုက်ပါမယ်Vimo Cloud ကကျွန်တော်တို့ဒီအကောက်ဖွင့်ပေးမှသုံးလို့ရပါအဲ့တော့ကျွန်တော်ဒီမှာ login with Google ဆိုတာလေးကိုတစ်ချက်နေပါမယ်ပြီးရင်ကျွန်တော်ရဲ့ Gmail နဲ့ပဲကျွန်တော်ဒီ Cloud ကိုကျွန်တော်အကောက်ဖွင့်လိုက်ပါမယ်ဒီလိုပေါ်လာဆိုရင်ကျွန်တော်တို့ feed to you 2နာရီဆိုအောင်နှိပ်ပါမယ်ပြီးရင်ဒီအောက်က get train ဆိုတာလေးကိုထပ်ပြီးနှိပ်လိုက်ပါမယ်ဒီနေရာလေးမှာကျွန်တော်ဒီလွတ်နေတဲ့ကွက်လေးကိုဒီဥစ္စာလေးထည့်လိုက်ရပါတယ်ပြီးရင်ကျွန်တော်တို့ရဲ့ဒီ Vimo Cloud ကို refresh လုပ်လိုက်ပါခုလိုမျိုးဒီဘေးကနေပြီးပေါ်လာပြီဆိုရင်ကျွန်တော်တို့ရပါပြီဒီမှာဆိုရင် device initialization ဆိုပြီးပြနေပါတယ်ဒီမှာခဏတော့နည်းနည်းစောင့်ပြရတယ်ပေါ့နော်ဒီမှာ cloud ကမပွင့်နေလို့မို့ခုလိုမျိုးပွင့်လာပြီဆိုရင်ကျွန်တော်တို့ဒီအဲ cloud ထဲကိုဝင်လိုက်ပါမယ်ဒီနေရာမှာကျွန်တော်ရဲ့ဒီ connection ကနည်းနည်း line မကောင်းလို့ပေါ့နော်ဒီမှာပုံမှန်ဆိုရင်ဒီ Vimo Cloud ကတောင်းရတာတော်တော်လေး smooth ဖြစ်ပါတယ်ဒီတခြား cloud တွေတက်ဆိုင်ရင်ကျွန်တော်တို့ cloud ထဲကိုရောက်ပြီဆိုရင်ကျွန်တော်တို့ဒီ Play Store ထဲကိုဝင်လိုက်ပါမယ်ဒီမှာထပ်ပြီးတော့ကျွန်တော်တို့ science ဆိုတာလေးကိုနှိပ်ပြီးအောင်ဖြစ်ပါတယ်ဒီလိုပေါ်လာဆိုရင်ကျွန်တော်တို့စိုင်းရလောက်မယ်ပေါ့နော်ကျွန်တော်တို့ဒီ Play Point ဖွင့်မဲ့ဒီကိုယ့်ရဲ့ Gmail ကိုကျွန်တော်တို့ဒီ Cloud ထဲက Play Store မှာထည့်ပြန်မှာဖြစ်ပါတယ်ဒီမှာကျွန်တော်ဒီနေရာမှာကျွန်တော်တို့ရဲ့ဒီ Gmail ရင်ဆုံးထည့်ပြန်မှာပါဒီရှေ့ရောက်စားတော့ထည့်ပြီးရင်ကျွန်တော်တို့နှိပ်ကိုနှိပ်ပါမယ်ဒီမှာတော့ကျွန်တော်တို့ရဲ့ဒီ Gmail ကောက်ရဲ့ password ကိုထည့်ပြန်မှာဖြစ်ပါတယ်ထည့်ပြီးတော့ဆိုရင်ကျွန်တော်တို့ဒီ name ကိုနှိပ်လိုက်ပါပြီးရင်ကျွန်တော်တို့ green ကိုထပ်ပြီးနှိပ်လိုက်ပါမယ်ပြီးရင်ကျွန်တော်ဒီရှေ့ရဲ့ဒီပေါ်လာတဲ့ဥစ္စာကိုကျွန်တော် skip လုပ်ရပါမယ်ဒီမှာကျွန်တော်တို့ဒီစတုံးတဲ့လူတွေဆိုတိုင်ပိုက်နေမှာကြောက်လို့ပေါ့နော်ဒီမှာဒါရဘာမှနှိမ့်စရာမလိုပါဘူးဒီမှာ home Android တွေပါဘာမှလည်းမလိုပါဘူးကျွန်တော်တို့ဖုန်းနံပါတ်တွေပါဆိုလည်းကြော်လိုက်လို့ရပါတယ်မို့နေမဲ့ပြီးရင်ကျွန်တော်တို့အဆက်ကိုထပ်ပြီးနှိပ်ရပါမယ်ခုလိုမျိုးပေါ်လာဆိုတော့ကျွန်တော်တို့ရဲ့ဒီ Cloud Google Play Store ထဲမှာကျွန်တော်တို့ရဲ့ Gmail ကောက်ထည့်အဆင်ပြေသွားပြီပေါ့နော်အဲ့တော့ဒီကျွန်တော်တို့ဒီ Play Store ထဲမှာပဲကျွန်တော်တို့လိုအပ်တဲ့ software လေးထပ်ပြီးတော့တောင်းလိုက်ပါမယ်တောင်းအတွက်ကျွန်တော်တို့ဒီမှာ server ကိုထပ်ပြီးနှိပ်ပါမယ်ဒီမှာကျွန်တော်တို့ပထမဆုံးဒီ YouTube ဆိုတာလေးကိုတောင်းလိုက်ပါမယ်ပြီးတော့ရင်ကျွန်တော်တို့ဒီ VPN နဲ့လိုရပေါ့နော်ကျွန်တော်တို့ဒီအလွယ်ပဲကျန်းဆိုတဲ့ VPN လေးကိုတောင်းလိုက်ပါမယ်ဒီမှာတောင်းတဲ့အခါကဘယ်လိုလို့ဒီတကယ်လို့တောင်းလို့မယ်ဆိုရင် line တကယ်လို့ကို internet နဲ့တောင်းနေဆိုရင်ဟိုပါ VPN နဲ့ပါမတုံးနဲ့ပေါ့နော် VPN နဲ့ဆိုရင်ဒီမှာတောင်းရတာနည်းနည်း delay ဖြစ်ပါတယ်အပြင်က VPN နဲ့အကုန်ဖြုတ်တာပါဒီမှာဆိုရင်ကျွန်တော် YouTube တော့တောင်းပြီးသွားပြီပေါ့နော်ဒီမှာဒါတော့ကျွန်တော်ရဲ့ connection line မကောင်းလို့ပါဒီမှာကျွန်တော်ကျန်းကျန်းလည်းတောင်းပြီးသွားပြီပေါ့နော်အဲ့တော့ကျွန်တော်ကျန်းကျန်းနဲ့ဝင်လိုက်ပါမယ်ပြီးတော့ဒီအောင်းလာမှာပေါ့နော်တရုတ်စာလေးရှိရဲ့အဲလေးကိုနေပါမယ်ဒီမှာအကောက်တွေပါဖွင့်မနေတော့ဘာလို့ဆိုတော့ကျွန်တော်တို့ဒီမှာအကောက်ကကက်အနေနဲ့ပဲတုံးပါဆိုတဲ့ပြီးရင်ကျွန်တော်တို့ဒီမှာ location မှာကျွန်တော်တို့ဒီ United States ရဲ့ဒီနေဦးရောက်တဲ့နှစ်တုံးဆွဲစာကိုဘယ်လိုလုပ်အနေနဲ့အဆင်ပြေထားပြီးတော့ချိန်လို့ရပါတယ်VPN နဲ့ချိန်လို့ရဆိုရင်ကျွန်တော်တို့ YouTube ထဲကိုဝင်လိုက်ပါမယ်ကျွန်တော်တို့ဒီ YouTube ထဲကိုရောက်ပြီဆိုရင်ဒီ YouTube ဒီဘေးမှာ profile လေးရှိရပါတော့အဲ profile လေးကိုတစ်ချက်နှိပ်မယ်ပြီးရင် Get YouTube Premium လေးဆိုတာလေးကိုနှိပ်ပါမယ်ပြီးရင်ထပ်ပြီးတော့ပဲ Get YouTube Premium ဆိုတာလေးကိုထပ်ပြီးတော့နှိပ်လိုက်ပါမယ်ပြီးရင်ဒီအပေါ်မှာ individual ထားမယ်ပြီးရင် confirm ကိုထပ်ပြီးနှိပ်လိုက်ပါမယ်ပြီးရင်ဒီ
ဒုတိယမြောက်ကအကတ်စွာလေးကိုထပ်ပြီးနှိပ်လိုက်ပါမယ်ဒီနေရာရောက်ပြီဆိုရင်ကျွန်တော်တို့ကတ်ထည့်ရမယ်ပေါ့နော်အဲ့တော့ဒီကတ်ကကျွန်တော်ဒီ Telegram မှာတော့စေထားရှိရဲဒီမှာပုံလေးလည်းပါပါပေါ့နော်ဒီမှာကျွန်တော်ကဒီမှာအပေါ်မှာပဲနှစ်ပတ်ရေးထားပါပေါ့နော်ဒီမှာကတ်ထည့်မယ်ဆိုရင်ဒီမှာပြကျွန်တော်ပြပြမယ်ဒီမှာ3559ဆိုရဲစုံးတဲ့နေရာလေးကိုကျွန်တော်အရင်ဆုံး copy ယူလိုက်မယ်ပေါ့နော်ပြီးရင်ကျွန်တော်ဒီဝင်မိုးကလောက်ထဲကကန်နံပါတ်နေရာမှာဒီအစက copy တော့ထည့်ရမယ်ပြီးရင်ဒီနာမှာကခုနှစ်ထည့်ပြပါပေါ့နော်ဒီမှာ3126ဆိုတာလေးပြီးရင်ဒီမှာ security ကုန်းမှာက69ခွင်ကျွန်တော်တို့ဒီအစဒီ Telegram မှာပါရပေါ့နော်ဒီ69ခွင်ပေါ့ပြီးရင်ဒီနာမှာ Bailey စကုတ်ကကြောင့်အစဒီကဏ္ဍလေးမှာမပါပါဘူးဒီဥစ္စာ1993လို့ထည့်ရင်အဆင်ပြေပါတယ်ပြီးရင်ကျွန်တော်တို့အကတ်ကိုနေလိုက်ပါမယ်ဒီလိုမျိုးပေါ်လာပြီဆိုရင်ကျွန်တော်တို့ဒီကတ်ထည့်ရလဲအဆင်ပြေသွားပြီပေါ့နော်ပြီးရင်ကျွန်တော်တို့ဒီကတ်လက်ထည့်ပြရဆိုတော့ကျွန်တော်တို့ Google Play Point ကို join ကြည့်မယ်ပေါ့နော်ဒီမှာ join လို့ဆိုရင်ကျွန်တော်တို့ profile နှိပ်မယ်sorry ဒီမှာ note ကြမယ်လို့အောက်ကနေနဲ့ဆွဲလိုက်မယ်ဒီမှာ play point ဆိုတာလေးရှိရပေါ့နော် play point ကိုနှိပ်မယ်ပြီးရင်ကျွန်တော်တို့ join for free ဆိုတာလေးကိုထပ်ပြီးနှိပ်လိုက်ပါမယ်ပြီးရင်ဒီဘေးရ yes I am ကိုနှိပ်လိုက်ပါမယ်ဒါဆိုရင်ကျွန်တော်တို့ဒီ play point အကောက်ဖွင့်ထားတဲ့အဆင်ပြေသွားပြီပေါ့နော်ဒီမှာအကောက်ကတော့ရပြီဒါပေမဲ့သူက point နေလည်းမတက်သေးဘူးပေါ့နော်ဒီမှာဟိုက lock ဖြစ်နေရပေါ့နော်ဒီမှာ point ရောက်ဆိုရင်ကျွန်တော်တို့ဒီထပ်ပြီးတော့ software လေး download ရမယ်ပေါ့နော်ဒီမှာ WAPI ဒီမှာ Wabi ဆိုတဲ့ software လေး download လည်းရရပေါ့နော်ဒီမှာအစိမ်းရောင်ဒီဖုန်းဝက်ပုံလေးနဲ့ပါဒီ Wabi ကို install တင်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီ Wabi ကိုဝင်ပါပါဒီမှာကျွန်တော် line ရတော့နည်းနည်းကြာနေလို့ဒီမှာ Wabi ကိုဝင်လိုက်ပါမယ် Wabi ကိုရောက်ပြီဆိုရင်ကျွန်တော်တို့ဒီမှာဒီ Wabi ကို subscribe လုပ်ပြမှာပေါ့နော်ဒီမှာ continue ဆိုတာလေးနေလိုက်ရပါတယ်ပြီးရင်ကျွန်တော်တို့ဒီ subscribe ဆိုတာလေးကိုထပ်ပြီးနေလိုက်ပါမယ်ပြီးရင်ဒီညမှာကျွန်တော်တို့ရဲ့ Gmail password ကိုထည့်ပေးမှာဖြစ်ပါတယ်အခုလိုမျိုးပေါ်လာဆိုရင်တော့ကျွန်တော်တို့ subscribe လုပ်တာအောင်မြင်တော့ပါပြီဒီ play point က unlock ဖြစ်ဖို့ဆိုရင်ကျွန်တော်တို့ဒီတစ်ခုနဲ့မရပါဘူးနှစ်ခုတောင်းရပါတယ်နှစ်ခုတောင်းအတွက်ဆိုရင်ကျွန်တော်တို့ထပ်ပြီးတော့ကျွန်တော်တို့ဒီထွင်ယူရမယ်ပေါ့နော်ထွင်ယူတော့ကကတ်ရလာမသိဘူးကျွန်တော်ရင်ဆုံးကတ်ကိုတောင်းကြည့်အောင်မယ်ဒီနေရာမှာကကျွန်တော်ရဲ့လမ်းမကောင်းလို့ကျွန်တော်ဒီလာဗီဒီယိုလေးရှင်းမှာကြောက်လို့ကျွန်တော်ဒီနေရာလေးကိုနည်းနည်းလေးကြော်လိုက်ပါမယ်ဒီမှာကျွန်တော်စကကဒေါင်းလုဒ်ဖိုင်ဆယ်ကြည့်နေတဲ့အတွက်ကျွန်တော်ဒီမှာ PNA VPN နဲ့ဆွဲစာလေးကိုထပ်ပြီးတောင်းထားပါတယ်ပြီးရင်ကျွန်တော်တို့ open ကိုထပ်ပြီးနှိပ်လိုက်ပါမယ်ပြီးတော့ဆိုရင်ကျွန်တော်တို့ဒီဥစ္စာကိုလည်း subscribe now ကိုနှိပ်လိုက်ပါမယ်ပြီးရင်ကျွန်တော်တို့ subscribe ကိုထပ်ပြီးနှိပ်လိုက်ပါမယ်ဒီမှာဆိုလဲကျွန်တော်တို့ subscribe လုပ်ပြီးသွားပြီပေါ့နော်အဲ့တော့ဒီကျွန်တော်တို့ဒီ Google Play Store မှာ point ရလားမရလားကျွန်တော်ချက်ကြည့်ပါမယ်ကျွန်တော် profile နဲ့ရပါမယ်ဒီမှာပြီးရင်ဒီ play point ဆိုတာလေးကိုထပ်ပြီးနှိပ်လိုက်ပါမယ်ဒီမှာဆိုရင်ကျွန်တော်တို့ဒီမှာဖွင့်သွားပြီပေါ့နော်ဒီမှာအနီရောင်လေးပြနေတယ်ဒီနေရာမှာဆိုရင်ကျွန်တော်တို့ဒီမှာ weekly point တွေရရပေါ့နော်ဒါတစ်ပတ်ကိုတစ်ခါဝင်ယူရတာပါဒါတောက်ကြနေတိုင်းယူလို့ရပါတယ်ဒီ point ကတော့ဒီမှာဆိုရင်ကျွန်တော် point လက်တက်သွားပြီပေါ့နော်အကောက်လည်းရောက်တော့ပါပြီ